ဘာသာတရားလိုက်နာကျင့်သုံးခြင်းဤရည်ရွယ်ချက်လောကမှာကိုယုံကြည်ရာဘာသာတရားများရဲ့အဆုံးအမကျင့်စဉ်များကိုထိုဘာသာတရားကိုသက်ဝင်ယုံကြည်ကိုးကွယ်ကြတဲ့ပုဂ္ဂိုလ်တွေဟာလိုက်နာကျင့်သုံးလေးရှိကြတယ်အဲဒီလိုလိုက်နာကျင့်သုံးတဲ့အခါမှာရည်ရွယ်ချက်ဆိုတာအမျိုးမျိုးရှိကြမှာပဲဘုရားဘာသာဝင်သူတော်စင်တွေထားရမယ့်ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့တွေစာပေကျမ်းကမှာလာတဲ့အတိုင်းမှတ်သားပြီးတော့မင်္ဂန်တဲ့ရည်ရွယ်ချက်မျိုးနဲ့ဘာသာတရားကိုလိုက်နာကျင့်သုံးဖို့လိုအပ်တယ်လောကမှာဘာသာတရားဆိုတာအမျိုးမျိုးရှိတယ်ပေါ့ဒီကနေ့ခေတ်မှာထင်ရှားနေတဲ့ဘာသာကြီးတွေတို့လူအများစုယုံကြည်ပြီးတော့လိုက်နာကျင့်သုံးနေကြတဲ့ဘာသာတရားတွေဘာသာတရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးကြအဲ့တော့အဆုံးအမဆိုတဲ့အထက်မှာကမ္ဘာရဲ့ဘာသာတရားကြီးတွေကိုလေ့လာပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်သေသေးချာချာလေ့လာသုံးသပ်ကြည့်လို့ရှိရင်ဘာသာတရားတွေဟာအခြေခံအနေအချင်းကိုချင်းသီလအတိုင်းအတာလေးတစ်ခုလမ်းညွှန်မှုပြုကြတာများတယ်ပေါ့အခြေခံကိုချင်းသီလကောင်းရေးကိုဦးစားပေးပြီးတော့ဟောတဲ့ဘာသာတရားတွေကအလွန်များတယ်အဲ့ဒီအခြေခံကိုချင်းသီလဆိုတာတောင်မှပဲကိုချင်းသီလလို့သတ်မှတ်ထားတဲ့အရာတွေဟာအချို့ဘာသာတရားတွေရဲ့အဆိုအရဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေနှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင်ကိုချင်းသီလပြည့်ပြားမှုတွေကိုကိုချင်းသီလတစ်ခုအနေနဲ့သတ်မှတ်ပြီးတော့လိုက်နာကျင့်သုံးနေကြတာရှိတယ်အခြေခံအဆင့်ကိုချင်းသီလမျှကိုလမ်းညွှန်မှုပြုတဲ့ဘာသာတရားတွေကလောကမှာအများကြီးပဲတဏှာဝကလွတ်ပြီးတော့ဆဲဒုက္ခတွေအလုံးချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့လမ်းစဉ်ကိုချမှတ်ပြီးတော့ပေးနိုင်တဲ့ဘာသာတရားဆိုတာဘုရားမြတ်စွာဟောကြားတဲ့ဘာသာတရားတစ်ခုပဲရှိတယ်။ကျန်တဲ့ဘာသာတရားတွေဟာဖန်ဆင်းရှင်ရဲ့အလိုတော်ကြလိုက်နာကြရတာပဲဖြစ်တယ်။မကောင်းမှုအကုသိုလ်တွေလုပ်တယ်။လောကမြအကုသိုလ်တွေဟာဖန်ဆင်းရှင်ထံဝန်ချတောင်းပန်ပြီး confession လုပ်လိုက်တာနဲ့ဘုရားသခင်ကခွင့်လွှတ်လို့ရှိရင်အားလုံးဒီအကုသိုလ်တွေအပြစ်ဒဏ်တွေမခံရဘူးလို့လွယ်လွယ်နဲ့ယုံကြည်တဲ့ပုဂ္ဂိုလ်တွေအလွန်တရာများတယ်အဲ့ဒါလို့ခွင့်လွှတ်လို့အရာခတ်သိမ်းဟာဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားလို့စဉ်းစားပြီးတော့ကြည့်တဲ့ပုဂ္ဂိုလ်ဟာအမှန်တမ်းရှားတယ်confession လုပ်ရုံနဲ့မကောင်းမှုဒုစရိုက်တွေအကုသိုလ်တရားတွေရဲ့အကျိုးဒုက္ခရောက်မှုမှာလွတ်ကင်းတယ်ဆိုတာတဘဝတာဆိုလို့ရှိရင်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်လောကလူတွေလှုပ်ထားတဲ့ဥပဒေဆိုရင်လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတာရှိကောင်းရှိတယ်အဲ့ဒီလွတ်ငြိမ်းချမ်းသာခွင့်ပေးတာတောင်မှပဲဆိုင်ရာပြစ်မှုရဲ့အပြစ်ဒဏ်ကိုခံစားနေရသေးတာအပြစ်ဒဏ်ပေးတဲ့လူမရှိလို့အပြစ်ဒဏ်ကလွတ်နေတဲ့ကစားသူ့ရဲ့စိတ်ထဲမှာစိတ်ဓာတ်ဖြည့်ဆည်းမှုဆိုတဲ့အပြစ်ဒဏ်တဘာဝကပေးတဲ့အပြစ်ဒဏ်ကိုတော့သူခံနေရတာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အကုသိုလ်ကံရဲ့အပြစ်ဒဏ်ဆိုတာလူကပေးတဲ့အပြစ်ဒဏ်မဟုတ်ဘူးတဘာဝကပေးတဲ့အပြစ်ဒဏ်သာဖြစ်တယ်လူကအပြစ်ပေးတဲ့အပြစ်ဒဏ်မျိုးကိုမဆုံးလို့တဘာဝပေးတဲ့အပြစ်ဒဏ်ကိုတော့မြည်သူတူတယောက်ကမှတဘာဝကပေးတာဖြစ်သောကြောင့်မြည်သူတယောက်ကမှဝင်ပြီးတော့အာမခံပြီးခွင့်လုံးကျွတ်လွတ်ပေးနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့ဒီမဖြစ်နိုင်တာကိုဖြစ်နိုင်တယ်လို့စွန့်မိတ်ပြီးတော့ယုံကြည်မယ်ဆိုလို့ရှိရင်တော့တကယ်ပြစ်ဒဏ်ခံရရတဲ့အချိန်မှာကဲတင်မဲ့လူရှိမှာမဟုတ်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အတ္တဟိအတ္တနောနာထော
မိမိတည်တာလည်းမိမိရဲ့ကိုယ်ဝေရာဖြစ်သည့်အတွက်ကြောင့်ကိုကောင်းရင်ခေါင်းပဲမှမရွေ့ဆိုတာကိုယ်ကိုယ်တိုင်ကောင်းအောင်ကျင့်သုံးခြင်းဟာအမှန်တမ်းလက်တွေ့လက်ကြလက်တွေ့ကြတယ်ကိုလုပ်ခဲ့တဲ့အပြစ်ဒဏ်ဆိုတာလူတွေမှာဘဝတန်တရားမှာကျင်လည်တဲ့အချိန်မှာအမှားအယွင်းဆိုတာတွေကလုပ်ခဲ့တတ်ကြတယ်ကောင်းတာလည်းလုပ်တာပဲမကောင်းတာလည်းလုပ်မိတာပဲအမှားတွေလုပ်မိလို့ရှိရင်ထိုအမှားရဲ့အပြစ်ဒဏ်ကိုသဘာဝကဒဏ်ခတ်လို့ခံရတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်။ဘာကြောင့်လဲလောကမှာဒီဘဝမှာဘလောက်ကောင်းအောင်လုပ်နေဆိုးကျိုးကိုခံစားနေရတဲ့ပုဂ္ဂိုလ်တွေသဘာဝကခွင့်မလွတ်တာခွင့်မလွတ်သည့်အတွက်ကြောင့်ဒီအပြစ်ဒဏ်တွေကိုခံစားရတယ်ဘယ်သူမှအပြစ်ဒဏ်ပေးတာမဟုတ်ဘူးကိုယ်တဏ္ဍာမှာ online ဖြစ်နေတဲ့အကုသိုလ်ကံကကိုယ်ထိခိုက်နေလာစေတာပဲပေါ့အဲ့ဒါကိုဘေးတယောက်ကလာပြီးတော့ပြင်ပပုဂ္ဂိုလ်တူတယောက်ကနေလာပြီးတော့ဒီအပြစ်တွေအလုံးလွန်ငင်းချမ်းသာခွင့်ပြုတယ်လို့ဆိုတာဖြစ်နိုင်ပါမလားဖြစ်နိုင်ဘူးမဖြစ်နိုင်လို့ပဲဆိုင်ရအဲ့ဒီလိုလွန်ငင်းခွင့် compassion လို့အပြစ်ဒဏ်တွေကခွင့်လွတ်တယ်ဆိုတဲ့ဘာသာကိုကိုးကွယ်ကြတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲဒုက္ခရောက်နေကြတာတွေအများကြီးပဲဘယ်တော့ပဲဖရာတရားယုံကြည်ကြီးညိုကိုးစားသဘာဝကဓာန်ခတ်တာကိုတော့သူတို့ဘယ်လိုမှမတွန်းလှန်နိုင်ကြဘူးပေါ့သဘာဝတရားရဲ့ကံတရားရဲ့အကျိုးတရားကိုတော့ဘယ်သူမှရှောင်လွှဲလို့မရဘူးဆိုတာဒီကနေ့လက်တွေ့မျက်မြင်အားဖြင့်လိုက်ပြီးတော့ကြည့်မယ်ဆိုရင်အလွန်ထင်ရှားတယ်သူတို့လောကလူတွေကအလွန်ထင်ရှားတာကိုလက်မခံပဲနဲ့အတွေးနဲ့အပြောနဲ့လက်ခံယုံကြည်ကြတာကအမှန်တမ်းများတယ်ပေါ့ဘာဖြစ်လို့ဒီလိုများရတာတုံးလို့ဆိုလူသားတွေမှာစဉ်းစားဉာဏ်ဆိုတာအမှန်တမ်းအားနည်းတယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကသမ္မာဒိဋ္ဌိအမှန်မြင်ဖို့အရေးကြီးတယ်အသိဉာဏ်ဟာအမှန်တမ်းအရေးကြီးတယ်လို့တဖွာဟောကြားတာဖြစ်တယ်အမှန်တရားကိုသိဖို့ဆိုတဲ့အမှန်မြင်ဖို့ဆိုတဲ့သမ္မာဒိဋ္ဌိမရှိဘဲနဲ့အမှားတခုကိုမြင်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့အမှန်မြင်ခြင်းကိုမိမိတဏ္ဍာမှာတည်ဆောက်နိုင်မှမာရင်ချွတ်ချော်နေတဲ့အဝင်ခွင်ကြမှုမဖြစ်တဲ့ကြိုးကြောင်စီလျော်မှုမရှိတဲ့အရာတွေကိုလက်မခံမိမှာဖြစ်တယ်လောကလူတွေဟာမမကန်ကမစင်စားနိုင်သည့်အတွက်ကြောင့်မမကန်ကမမြင်ကြဘူးမမကန်ကမမြင်သည့်အတွက်ကြောင့်အမှားကိုအမှန်ထင်တယ်အမှန်ကိုအမှားထင်ပြီးတော့ထိုဘာသာတရားရဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးပြီးတော့နေကြတယ်တဲ့အဲ့ဒါလိုလိုက်နာကျင့်သုံးတဲ့ထဲမှာအကောင်းပါလို့ရှိရင်တော့ကောင်းတဲ့အကျိုးကိုရကြမှာပဲမကောင်းကိုအကောင်းလုပ်ပြီးတော့ဟောတဲ့ဘာသာတရားကိုလိုက်နာကျင့်သုံးပြီးပြီဆိုလို့ရှိရင်နောက်ဆုံးမှာဘဝမှာနေမောကြရမှာပဲဖြစ်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီ natural law ဆိုတဲ့သဘာဝတရားကြီးဟာပြောင်းလဲလို့မှရမှာမရဘူးဘယ်ခေတ်ဘယ်ခါကာလပဲဖြစ်ကမ္မနိယမလို့ဆိုရင် the law of ကမ္မဟာဘယ်လိုမှပြောင်းလို့မရနိုင်ဘူးသူမှကံတရားမှာအချမ်းရအကြောင်းလို့ဆိုတဲ့ condition တွေရှိတော့လည်းပဲပင်မအကြောင်းတရားကိုမြတ်စွာဘုရားကဟောထားတာအကုသိုလ်မှန်လို့ရှိရင်တာဝိဇ္ဇအပြစ်ရှိတယ်ဒုက္ခဝိပါကဆင်းရဲတဲ့အကျိုးထုတ်လုပ်တယ်ကုသိုလ်မှန်လို့ရှိရင်အနဝိဇ္ဇအပြစ်ကင်းတယ်ဒုက္ခဝိပါကချမ်းသာသောအကျိုးကိုထုတ်လုပ်တယ်လို့ဆိုတာဒါ the law of nature ကိုဖော်ပြတာမြတ်စွာဘုရားကဒါကကုသိုလ်ဒါကအကုသိုလ်ဖြစ်စေဒါကကုသိုလ်ဖြစ်စေဒါကမကောင်းမှုဖြစ်စေလို့ဒီလိုမကောင်းမှုလို့သတ်မှတ်ပေးတဲ့သဘောမျိုးမဟုတ်ဘူးအရှိကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကဖော်ထုတ်ပြီးတော့ပြောတာနိပူရာဟာဘုရားဖန်ဆင်းလို့ပူတာမဟုတ်ဘူးသဘာဝကပူတာအဲ့ဒီပူတဲ့မီးကိုသွားထိမယ်ဆိုရင်ပူမယ်လောင်မယ်ဆိုတာသူ့ရဲ့ result ပဲပေါ့အကျိုးတရားပဲပေါ့အဲ့ဒါမျိုးကိုသဘာဝကပေးတဲ့ပြစ်ဒဏ်လူသားတယောက်ကနေဝင်ပြီးတော့ခွင့်လွတ်တယ်သို့မဟုတ်တကိုးရှင်တယောက်ကနေဝင်ပြီးတော့ခွင့်လွတ်တယ်ဆိုတာမဖြစ်နိုင်တဲ့အရာတစ်ခုပဲသို့တော့မဖြစ်နိုင်တော့လည်းပဲလူတွေဟာအလွယ်လန်းကိုလိုက်ကြတယ်လေကိုယ်ရမယ်ကိုလုံးရမယ်ဆိုတာကြတော့
လူတွေကပြင်းညတယ်ပြင်းတော့ကက်တင်မယ်ဆိုတဲ့ပုဂ္ဂိုလ်နောက်လိုက်ကြတာဒီကနေ့ခေတ်ပဲကြည့်အေးဒီတလုံးလေးဆောင်ထားရင်ဒီလက်ဖွဲ့လေးဆောင်ထားလို့ရှိရင်စီးပွားဥစ္စာတွေတိုးတက်တယ်နော်သိဋ္ဌိပြီးတယ်ဆိုတဲ့နောက်လိုက်နေကြတာအများကြီးပဲဒါကမြန်မာပြည်မှာဖြစ်တဲ့နမူနာလေးတစ်ခုကိုပြောပြတယ်ယုံကြည်မှုရဲ့နောက်ကိုလိုက်နေကြတာတကယ်ရတာမရတာမဟုတ်ဘဲနဲ့ဒီလိုယုံကြည်မှုလေးနဲ့လိုက်အဲ့လိုလိုက်ကြလို့ပဲလူတွေကမစင်စားကြလို့တစ်ချိန်တစ်ခါတုန်းကအခုချိန်တော့သိခင်စားတော့ပါဘူးထမရဲ့ဘာပြောင်းတော့ပါပြီနဲ့တူပါတစ်ချိန်တုန်းကဟိုထိုင်းနိုင်ငံဆက်သွယ်လာတဲ့ကူးဆက်လာတဲ့ချဲထီဆိုတာတွေတို့ဗမာပြည်မှာဖြစ်နေတဲ့နှလုံးထီဆိုတာတွေနံပါတ်ပေးတဲ့ပုဂ္ဂိုလ်တွေယုံကြတာပဲလေနည်းနည်းလေးစဉ်းစားလိုက်ပေါ့ဒီနံပါတ် तू သိရင် तू ပဲထိုးမှာပေါ့အဲ့တော့သူ့ဘာသူဘာလို့မထိုးသလဲသူများကိုဘာကြောင့်ထိုးခိုင်းသလဲအဲ့ဒါလောက်လေးစဉ်းစားလိုက်ရုံနဲ့ပဲဒီဟာမဟုတ်ဘူးဆိုတာထင်ရှားတာပေါ့သို့တော့ယုံတဲ့လူတွေကယုံတာပဲလေအေးဒါကနမူနာကိုပြောပြဘာသာတရားတွေနဲ့ပတ်သက်ပြီးတော့လည်းပဲဒီလိုပဲလက်တွေ့မကျတဲ့အရာတွေကိုလူတွေကယုံကြတာဟောဗုဒ္ဓမြတ်စွာကြတော့ဒါမျိုးမဟုတ်ဘူးသူဟောတဲ့တရားတွေဟာသွားခါတမမှန်ကန်ကန်ဟောထားတာဖြစ်တယ်အရှိကိုအရှိတိုင်းလုံးလို့ဖြစ်တာကိုလုံးလို့ဖြစ်တယ်ကောင်းတာကိုကောင်းတယ်ဆိုးတာကိုဆိုးတယ်ကုသိုလ်ကိုကုသိုလ်အကုသိုလ်အကုသိုလ်ကဲတင်လို့ရရင်ကဲတင်လို့ရတယ်မရရင်မရဘူးဟောအမှန်တိုင်းဟောထားတာအဲ့ဒီအမှန်တိုင်းဟောထားတာဟာသွားခါတတကယ်အမှန်တိုင်းဟောထားတဲ့အတွက်သို့တော့အမှန်တိုင်းဟောတာဟုတ်ပြီမဲ့လို့နားထောင်ရတဲ့ပုဂ္ဂိုလ်လိုက်နိုင်ရတဲ့ပုဂ္ဂိုလ်ကကိုယ်တွေ့မဖြစ်နိုင်ဘူးဆိုလို့ရှိရင်လေသိအာကိုယုံကြည်ဖို့မကောင်းတော့တန်ဒိဋ္ဌိကိုယ်တိုင်လည်းတွေ့ရှိနိုင်တယ်လို့လက်ခံယုံနေမဟုတ်ဘူးကိုယ်တိုင်တွေ့ရှိနိုင်ကိုယ်တိုင်တွေ့တာဘယ်လောက်ထိအောင်ဆိုင်းရမလဲဆိုတော့အက္ခလိကောဆိုင်းเสียမလို့ဘူးအခုသိအခုချင်းအခုသိတယ်လို့ဒီလိုအဓိပ္ပာယ်မျိုးဟောထားတာနော်အဲ့တော့ဘုရားတရားတော်ကလက်တွေ့ဘယ်လောက်ကြာလဲအမှန်တမ်းလက်တွေ့ကြာသို့တော့အဲ့ဒီလိုလက်တွေ့ကြာတဲ့တရားကိုလက်မခံဘဲနဲ့ညှင်းပယ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေကလည်းကမ္ဘာမှာအများကြီးပဲဒါကြောင့်မို့လူတွေရဲ့ယုံကြည်မှုတွေဆိုတာအမှန်တမ်းထူးဆန်းတယ်ဘာဖြစ်လို့ယုံကြည်လဲလို့ဆိုအသိဉာဏ်ပဲမကသာစဉ်းစားနိုင်တဲ့အသိဉာဏ်အမှန်တမ်းအရေးကြီးတန်ပစင်ညလို့ဆိုတဲ့ဆင်ခြင်တုံတရားဟာလူတိုင်းမှာရှိတယ်လို့မအောင်မေ့နေတယ်လောကမှာ educated လို့ခေါ်ကြတဲ့ပညာသင်ထားလို့ပညာတတ်နေတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်လင်ကစားဘာသာတရားနဲ့ပတ်သက်လာတဲ့အခါကျတော့ educated မဟုတ်တော့ဘူး။ဘာဖြစ်လို့လဲဆိုရင်စဉ်းစားနိုင်တဲ့အသိဉာဏ်ဘယ်သူကလွှမ်းမိုးထားတော့ဆိုရင် tradition ဆိုတဲ့ယုံကြည်မှုတွေကလွှမ်းမိုးထားတယ်ပေါ့။အဲ့ဒါလို့ tradition တွေ hearsay တွေဒါတွေကနေပြီးတော့လွှမ်းမိုးထားသည့်အတွက်ကြောင့်ကိုယ့်ရဲ့အသိဉာဏ်ကိုသုံးချနိုင်ဖို့အမှန်တမ်းခဲရင်အမှန်တမ်းခဲရင်သည့်အတွက်ကြောင့်လက်တွေ့ကြသည်ဖြစ်စေမကြသည်ဖြစ်စေဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေချိန်မိတ်လက်ခံပြီးတော့ယုံကြည်နေကြတာလေအဲ့ဒီထဲကမှတကယ်ကိုစဉ်းစားဉာဏ်ရှိပြီးတော့ထိုးဖောက်ပြီးထွက်လာတဲ့ပုဂ္ဂိုလ်လည်းရှိတာပဲတကယ်သိဉာဏ်ရှိလာတဲ့ပုဂ္ဂိုလ်တယောက်ကတော့တာမန်နဲ့သူကမယုံကြည်နိုင်ဘူးပေါ့လောကမှာလူတွေအများစုဟာဒီပရပတ္တိဆိုတာသူများပေါ်မှာယုံကြည်တာပရပစ္စယတာမန်ပုဂ္ဂိုလ်တွေဟာပရပစ္စယလို့ခေါ်တယ်သူပြောလူပြောကိုယုံကြတာများတယ်တရားတို့တရားမြတ်ရသွားလို့သောတပန်အဆင့်ရောက်သွားပြီဆိုရင်အပရပစ္စယသူတို့ကပြောတာမယုံတော့ဘူးလို့ဆိုတဲ့တိတ်ဘာဖြစ်လို့မယုံတာတော့ဆိုအသိဉာဏ်ကထက်မြက်လာကိုယ်တွေ့သိလာတဲ့အသိဉာဏ်ကြောင့်အပရပစ္စယောဝေတာရိဇပတ္တောတထုသာသနိရှင်ကုဏ္ဏညာကြီးဓမ္မစကြာတရားနာပြီးတဲ့အခါမှာသောတပန်ဖြစ်သွားတော့ဓမ္မစက္ခုလို့ဆိုတဲ့ဓမ္မအသိဉာဏ်ရတဲ့အခါမှာအဲ့ဒီအခြေအနေမျိုးရောက်သွားတာနော်အဲ့တော့ဘုန်းကြီးတို့တွေဟာအပရပစ္စယဖြစ်ဖို့ရည်ကြီးတယ်ပေါ့သူပြောလူပြောနဲ့ယုံတဲ့အဆင့်ကိုလွန်မြောက်ဖို့ရည်ကြီးတယ်ပေါ့လက်တွေ့ကြမှာယုံကြည်နိုင်တဲ့အဆင့်ဒါအမတ္တမရည်ကြီးတယ်လို့ဆိုလို့
အဲ့တော့ဘာသာတရားနဲ့ပတ်သက်ပြီးတော့လူတွေဟာလိုက်နာကျင့်သုံးတာဘာသာရဲ့ယုံကြည်မှုအားလျော်စွာအမျိုးကိုစုံနေအောင်ရှိတယ်ဒီကနေ့ထင်ရှားရှိနေတဲ့ကမ္ဘာဘာသာကြီးတွေရဲ့ကျင့်သုံးလိုက်နာချပုံတွေကိုကြည့်လိုက်မယ်ဆိုရင်ဒါတွေအကုန်လုံးတွေ့နိုင်ပါတယ်အဲ့တော့ဘုန်းကြီးတို့ဒီကနေ့ဘုရားမြတ်စွာရဲ့တရားဓမ္မအတိုင်းမြတ်စွာဘုရားဟောပြောတဲ့တရားကိုလိုက်နာကျင့်သုံးမှုနဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့ရည်ရွယ်ချက်ဆိုတာရှိရဘာအတွက်တို့တွေဟာဒီဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဘာသာတရားကိုလိုက်နာကျင့်သုံးရတာလေလို့ကိုယ့်ကိုဆန်းစစ်ဖို့တော့ပေါ့ကျန်တဲ့ဘာသာတွေကသူတို့ရဲ့ဘယ်လိုရည်ရွယ်ချက်နဲ့ပဲလိုက်နာတို့တွေကမှန်ကန်တဲ့အနေနဲ့တို့ဘာသာတရားကိုလိုက်နာကျင့်သုံးတာဟုတ်ကလားအဲဒီလိုဘာသာတရားနဲ့ပတ်သက်ပြီးတော့လိုက်နာကျင့်သုံးမှုဘယ်လိုပဲနှလုံးသွင်းမှဘယ်လိုရည်ရွယ်ချက်ထားမှမှန်ကန်တယ်လဲဆိုတာဟာဘုရားမြတ်စွာလက်ထက်တော်ခါကလာတော့အသိဉာဏ်အလွန်ထက်မြက်ကြတယ်ရှင်သာရိပုတ္တရာမထေရမြတ်ထွေရှင်သာရိပုတ္တရာမထေရမြတ်နဲ့ရှင်မဟာကုဋ္ဌိကလို့အမေးအဖြေပြုထားတဲ့သုတ်တန်လေးတစ်ခုကိုဘုန်းကြီးတို့တွေမှတ်သားနာယူချရမှာဖြစ်တယ်သုတ်ရဲ့နာမည်ကိုကုဋ္ဌိကသုတ်လို့ခေါ်တယ်ကုဋ္ဌိကဆိုတဲ့ယဟန်တော်တစ်ပါးဟာအမတန်မှခုခေတ်လို့ဆိုလို့ရှိရင်အမတန်အမေးမြန်းထူတဲ့ကိုယ်တော်တစ်ပါးသူကလည်းယဟန်နာပုဂ္ဂိုလ်ဆိုတော့သူမေးခြင်းလို့မေးတာမဟုတ်ဘူးဘုန်းကြီးတို့တွေနောင်လူနောင်သားတွေမှတ်သားစေဖို့အတွက်မေးမြန်းတယ်လို့ပဲဒီလိုယူဆတယ်သူမှမေးခွန်းနေအမြဲတမ်းရှိတယ်မေးခွန်းပု္ပ္ပာဆိုတာဒီမေးကြပေမဲ့လို့အမတန်မှစနစ်ကြတဲ့မေးခွန်းတွေတန်ဖိုးရှိတဲ့မေးခွန်းတွေမေးဖို့ဆိုတာတော့လွယ်တာတော့မဟုတ်ဘူးခြေတုံးကတော့မေးခွန်းမေးတာလွယ်တယ်လို့ဆိုတဲ့အယူဆနဲ့အမေးကျွဲကြောင်းလားအဖြေဘုရားလောင်းဆိုတာကျွဲကြောင်းနဲ့ဘုရားလောင်းလို့ဒီလိုပြောကြတယ်တို့တော့ကဲစဉ်းစားကြည့်သမှာကျွဲကြောင်းသားမေးတဲ့မေးခွန်းဟာဘယ်အဆင့်မေးပါတော့ဘယ်နားမှာကျွဲကြောင်းလို့ရလဲဆိုမေးခွန်းပဲရှိမှာပဲပေါ့နော်လေးနဲ့တဲ့မေးခွန်းကိုသူပဲမေးတတ်မလဲအဲ့တော့မေးခွန်းမေးတယ်ဆိုတာလဲအရေးချင်းရှိတဲ့ပုဂ္ဂိုလ်ကမေးတယ်ဒါမှလေးနဲ့တဲ့မေးခွန်းဖြစ်တယ်ပေါ့အခုဒီရှင်မကုဋ္ဌိကဆိုတာယန္တာတော့ယန္တိထဲမှာယန္တာပုဂ္ဂိုလ်ကြီးတစုပဲသူကသာဝတိပြည်ကသူ့ဖခင်ကတမန်ပုဂ္ဂိုလ်မဟုတ်ဘူးဗြဟ္မဏပန္တိတ်ထဲမှာနာမည်ကြီးတဲ့အတ္တလာယနာဆိုတဲ့ပုံနာပညာရှိဒီအတ္တလာယနာဆိုတဲ့ပုဂ္ဂိုလ်အကြောင်းပြုပြီးတော့မြတ်စွာဘုရားနဲ့တွေ့ဆုံဟောပြောထားတဲ့အတ္တလာယနာသုတ်တံဆိုတာရှိတယ်တချို့ကလည်းအတ္တလာယနာလို့လည်းဖတ်တယ်ပေါ့နော်အဲ့တော့စာကတော့အတ္တလာယနာဆိုတာသူတို့ရဲ့အနွယ်နာမည်တစ်ခုနဲ့နာမည်ခေါ်ထားတဲ့ဗြဟ္မဏပန္တိတ်ပညာရှိပုဂ္ဂိုလ်တူ16နှစ်အရွယ်တည်းကဗေဒင်သုံးပုံကိုတစ်ဖက်ကမ်းရောက်တက်မြောက်ပြီးတော့သူတို့ဗြဟ္မဏအတိုင်းဝိုင်းကအလေးပြုရတဲ့ပုဂ္ဂိုလ်တူပဲငယ်ငယ်လေးနဲ့သူတို့ခေတ်မှာသင်ကြားရတဲ့ဗေဒကျမ်းတွေကိုတက်မြောက်တဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကိုမြတ်စွာဘုရားနဲ့ရှင်ပြိုင်ပြီးတော့စကားပြောဖို့ပုံသားတွေကရွေးကြတယ်ဗြဟ္မဏတွေကရွေးကြတယ်ဘယ်ကိစ္စမှာသူတို့မြတ်စွာဘုရားနဲ့အမြဲတမ်းရှင်ပြိုင်နေရှိတယ်လေလို့ဆိုတဲ့အခါမှာမြတ်စွာဘုရားကစက်ကိုတော်လှန်တာအိန္ဒိယနိုင်ငံမှာဒီကနေ့ထိအောင်ဒီဇတ်နဲ့ပတ်သက်တဲ့ပြဿနာရှိနေတော့မယ် caste system လို့ခေါ်တဲ့ဒီစနစ်ကြီးကဒီကနေ့ထိအောင်လွှမ်းမိုးထားတော့မယ်အိန္ဒိယအောက်တန်းစားဇတ်နေနေဆိုလို့ရှိရင်အတ္တခြေပုံမထိရမကန်ရတဲ့ပုဂ္ဂိုလ်တွေဖြစ်လူချင်းတူပါရဲ့သားနဲ့ချင်းပယ်ခံထားရတဲ့ပုဂ္ဂိုလ်တွေအိန္ဒိယမှာအများကြီးပဲဇတ်နေနေလို့ခေါ်တယ်အဲ့ဒီဇတ်နေနေကိုခေါင်းဆောင်ပြီးတော့ဗုဒ္ဓဘာသာရဲ့သွင်းတာဒေါက်တာဟမ်ဘေဒကာဆိုတာရှိသူကဇတ်နေပဲအဲ့တော့အိန္ဒိယနိုင်ငံမှာဗုဒ္ဓဘာသာတွေရှိတယ်နဲ့ပြောကြအဲ့ဒီပုဂ္ဂိုလ်တွေကဇတ်မြင့်တွေကလူရမသွင်းလို့ဗုဒ္ဓဘာသာရဲ့ဝင်းခိုတဲ့သဘောပဲရှိတယ်နော်ဗုဒ္ဓဘာသာအဖြစ်ဝင်းခိုကြဟိုကလူရမသွင်းမှုသူတို့ကိုအတ္တချေပုံအဲ့ဒါလို့မတိယမကန်ရတဲ့ဇတ်နေတွေအဲ့မှာအတ္တလာယနာဆိုတဲ့ဒီဗြဟ္မဏပန္တိတ်တယောက်
ဆက်နဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားရဲ့ဇဝါဒကပါလဲလို့ဆိုရင်စာတုဝဏိသုတ်တိစတုဝဏသုတ်တိစတုဝဏဆိုတာအမျိုးဆက်၄မျိုးကိုစတုဝဏလို့ခေါ်တယ်ခတ္တိယဇပြမနာဇဝိတ္တဇသုဒ္ဓဇလို့ဆိုပြီးတော့ဒီနေ့တော့အိန္ဒိယမှာဒီတောင်များတော့ပါတယ်ခွဲထားတာအမျိုးမျိုးခွဲထားတယ်ဒါမြတ်စွာဘုရားလက်ထက်တုန်းကဒီ caste system မှာဒီ၄မျိုးခွဲခြားသတ်မှတ်ထားတယ်ခတ္တိယဆိုတဲ့မင်းမျိုးပြမနာဆိုတဲ့ပုံနာမျိုးဝိတ္တဆိုတဲ့ကုံတယ်လေလုံးမျိုးသုဒ္ဓဆိုတဲ့သူဆင်းရဲမျိုးဝေယဝိဆတွေလောက်ရတဲ့အမျိုးလို့အဲ့လို၃မျိုးသတ်မှတ်ထားတဲ့အချိန်ပဲသူတို့ကဘယ်လိုဆိုတယ်လဲလို့ဆိုရင်ပြမနာတွေကဗြဟ္မဏဆက်ရှိတဲ့ပုဂ္ဂိုလ်သားလင်းဖြူစင်တယ်မြင့်မြတ်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကခတ္တိယဇာပဲဖြစ်ဖြစ်ဝိတ္တဇာပဲဖြစ်ဖြစ်သုဒ္ဓဇာပဲဖြစ်ဖြစ်ဗြဟ္မဏဇတ်တဲ့နှိမ့်ချပြီးတော့သူ့ကိုလှုပ်ကြွေးပြရမယ်ပုဂ္ဂိုလ်တွေကြီးပဲသူတို့ဇတ်ပဲစင်ကြယ်နိုင်တယ်သူတို့ပဲထက်တန်းကြမယ်နောက်ဘဝလည်းကောင်းရသူတိဟာသူတို့ပဲရောက်မယ်လို့သူတို့ဟာဇမမင်းကြီးရဲ့ခံတွင်းကမွေးလာတဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုဇမမင်းကြီးကဖန်ဆင်းရှင်ဒီဗြဟ္မဏဝါဒအရာဆိုရင်ဇမမင်းကြီးကဖန်ဆင်းရှင်အဲ့ဖန်ဆင်းရှင်ပုဂ္ဂိုလ်ဟာဒီမွေးဖွားလိုက်တာဒါကြောင့်မလို့ဒီသူတို့စားအလွန်မြင့်မြတ်တယ်လို့ဒီလိုယူဆတယ်မြတ်စွာဘုရားကတော့အဲ့ဒါကိုလုံးဝညှင်းပယ်လက်တွေ့အမှန်တန်ကြားတဲ့စကားကိုပြောတယ်မင်းတို့ဗြဟ္မမင်းကြီးကမွေးတယ်လို့မပြောနဲ့ဗြဟ္မမင်းကြီးရဲ့ခံတွင်းကပေါက်ပွားတယ်လို့မပြောနဲ့လောကမှာထင်ထင်ရှားရှားဒီပုံနှင်းမတွေကိုယ်ဆောင်နေတာမြင်အတန်းနဲ့ဒီစကားပြောတာတော့တော့နေပေါ့ဟုတ်တယ်လေမွေးတာသူတို့ပုံနှင်းမတွေကမွေးတာပဲလေလူလိုပဲမွေးတာကြံတဲ့ပုဂ္ဂိုလ်တွေမွေးနေကအတိုင်းမွေးတာကောင်းငင်ကြလာတာမှမဟုတ်တာအဲ့ဒါမဟုတ်ပြီမဲ့လို့ဒီဟာကိုယုံကြည်နေတာပဲမြတ်စွာဘုရားကအဲ့လိုပြောတာအေးပုံနှိမတွေကမွေးတယ်ဆိုတာအမှန်တမ်းထင်ရှားရဲ့တန်တယ်ဘာဖြစ်လို့ပြမမင်းကြီးရဲ့ခံတွင်းကမွေးတယ်လို့ပြောရတာလေဒါလုံးဝယုတ်တိမရှိဘူးဆိုပြီးမြတ်စွာဘုရားကဘယ်လိုသတ်မှတ်တယ်လဲဆိုရင်ပြမနာပဲဖြစ်ဖြစ်ခတ္တိယပဲဖြစ်ဖြစ်ဝိတ္တပဲဖြစ်ဖြစ်သုဒ္ဓပဲဖြစ်ဖြစ်ကောင်းတာလုပ်ရင်ကောင်းတယ်မကောင်းတာလုပ်တဲ့လူမကောင်းဘူးနော်ကုသိုလ်လုပ်ရင်လူတော်လူကောင်းအကုသိုလ်လုပ်ရင်လူဆိုးလူမိုက်ဒီလိုပဲသတ်မှတ်တယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားဘယ်လောက်ထိအောင်လက်တွေ့ကြတော့ဆိုရင်ကဲဇတ်၄မျိုးမှရှိတဲ့ပုဂ္ဂိုလ်ခတ္တိယဇတ်ရှိတဲ့ပုဂ္ဂိုလ်ကမီးမွေးလေမီးတောက်တာပဲဗြဟ္မဏဇတ်ရှိတဲ့ပုဂ္ဂိုလ်ကမီးမွေးရင်လည်းမီးတောက်တာပဲဝိတ္တဇတ်ရှိတဲ့ပုဂ္ဂိုလ်ကမီးမွေးရင်လည်းမီးတောက်တာပဲသုဒ္ဓဇတ်ရှိတဲ့အောက်တန်းသားကမီးမွေးလည်းမီးတောက်တာအဲ့ဒီသူတို့မွေးတဲ့မီးတွေရဲ့အယောင်အဝါကိုကြည့်ရင်တစ်မျိုးတည်းပဲဒါမြတ်စွာဘုရားလက်တွေ့လုပ်ကြမထူးခြားဘူးဆိုတာသူတို့လှုပ်တာကိုကြည့်လုံးဝထူးခြားမှုမရှိဘူးအဲ့တော့ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကကောင်းတာပဲဇတ်နဲ့ဘာမှမဆိုင်ဘူးဆိုပြီးတော့စာတုဝန္တိသုတ်တိဇတ်၄မျိုးစလုံးဟာစင်ကြယ်နိုင်တယ်ကောင်းရသူတွေရောက်နိုင်တယ်ကောင်းတာကျင့်ရင်ကောင်းတာဖြစ်နိုင်တယ်မကောင်းတာကျင့်ရင်မကောင်းတာဖြစ်တယ်ဒီလိုစကားပြိုင်ပြီးတော့ပြောရင်းနဲ့ဒီအတ္တလာယနာဟာနောက်ဆုံးမှသူဘုရားဘာသာဖြစ်သွားတယ်နောက်ဆုံးသူတို့ရဲ့ဝါဒကိုသူအရှုံးပေးပြီးတော့ဘုရားဘာသာဖြစ်သွားရတယ်အဲဒီလိုဒီအတ္တလာယနာကနောက်ပိုင်းအိမ်တော်ပြုတ်ပြီးတော့စန္ဒဝတီဆိုတဲ့ပုံလေးမှတူနဲ့အိမ်တော်ကြပြီးတဲ့အခါမှာမွေးလာတဲ့သားလေးဟာခုဒီရှင်မဟာကုဋ္ဌိကဖြစ်လာသူ့သားကလည်းပဲဘုရားဘာသာဖြစ်ပြီးတော့သာသနာပေါ်ဝင်ပြီးတော့ယဟန်ပြုလာအမှန်တမ်းဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ဖြစ်လာရှင်မဟာကုဋ္ဌိကတဲ့အဲ့ဒီရှင်မဟာကုဋ္ဌိကနဲ့ရှင်သာရိပုတ္တရာတို့အချင်းချင်းပြန်လည်တရားဆွေးနွေးတဲ့တုတ်တန်တွေတော်တော်များများရှိအဲ့ဒီတော်တော်များများတုတ်တန်တွေတဲကဒီကနေ့ညအဲ့ဒီကုဋ္ဌိကတုတ်ဆိုတာဘာသာတရားလိုက်တာကျင့်သုံးမှုနဲ့ပတ်သက်ပြီးတော့ဆွေးနွေးထားတဲ့တုတ်ကလေးတစ်ခုဘုန်းကြီးတို့တွေမှတ်ကြရမှာပေါ့အဲ့တော့သာဝတိပြည်မှာရှင်သာရိပုတ္တရာတို့ရှင်မကုဋ္ဌိကတို့နှစ်ပါးဆုံတွေ့ကြတဲ့အခါမှာသူကမေးခွန်းနေမေးတယ်မေးခွန်း10မျိုးမေးတာပဲအဲဒီမှာသုံးလုံးတဲ့စကားလုံးကမြတ်စွာဘုရားရဲ့အထံမှာဗြဟ္မစရိယလို့ဆိုတဲ့မြတ်သောအချင်းကိုကျင့်တာဘာအတွက်ကျင့်တာလဲဆိုတဲ့မေးခွန်းပဲအဲ့ဒီမေးခွန်းနဲ့လာတာအဲ့တော့ဗြဟ္မစရိယဆိုတဲ့အသုံးကိုဘုန်းကြီးတို့ကဒီခေတ်နဲ့နားလည်လွယ်အောင်လို့
ဘာသာတရားလိုက်နာကျင့်သုံးခြင်းရဲ့အရည်ရွယ်ချက်ဘုရားရဲ့တရားတော်ဟာလည်းပဲမြတ်စွာဘုရားရဲ့အဆုံးအမဘာသာတရားအဲ့ဒီဘာသာတရားလိုက်နာကျင့်သုံးတာဗြဟ္မစရိယအကျင့်ကိုကျင့်တယ်လို့ခေါ်တယ်ဘုရားကဟောကြားတဲ့အတိုင်းဆုံးမတဲ့အတိုင်းလိုက်နာကျင့်သုံးတာအဲ့ဒါလို့လိုက်နာကျင့်သုံးတာဟာဘယ်လိုရည်ရွယ်ချက်နဲ့လိုက်နာကျင့်သုံးတာလဲဆိုတာကိုရှင်းလင်းပြီးတော့ထားရမယ့်ရည်ရွယ်ချက်နဲ့မထားရမယ့်ရည်ရွယ်ချက်တွေဒါတွေပေါ်လွင်ထင်ရှားလာအောင်မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုတင်ပေးတဲ့မိကုန်းတွေကိုမေးပြီးရှင်သာရိပုတ္တရာမထေရကဖြေပေးတဲ့စကားပဲပေါ့အဲ့တော့ဒီရှင်မြတ်ကသူမသိလို့မေးတာတော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ယန္နာပုဂ္ဂိုလ်ကြီးပဲလေအဲ့တော့သူမေးတဲ့မိကုန်းကအဖြစ်အရှင်သာရိပုတ္တရာတဲ့မြတ်စွာဘုရားထံဘုရားဟောတဲ့ဘာသာတရားတွေကိုလိုက်နာကျင့်သုံးပြီးတော့နေထိုင်တာဟာဘာအတွက်လဲဆိုပြီးတော့ကံတရားတွေကိုအပြောင်းလဲလုပ်ဖို့ဘာသာတရားကိုကျင့်သုံးရတာလားကြည့်စဉ်းစားကြည့်တော့အခုကိဒီဘာသာတရားကိုလိုက်နာကျင့်သုံးတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကံတရားတွေကိုအပြောင်းလဲလုပ်ချင်လို့ကျင့်သုံးတာမကောင်းတဲ့အကုသိုလ်တွေကိုကြည့် confession လုပ်လိုက်တယ်ဆိုကြတဲ့ကသူတို့စီမှာလိုက်နာကျင့်သုံးတာဟာမကောင်းတဲ့အကုသိုလ်တွေကိုကောင်းမှုဖြစ်အောင်ပြောင်းပြစ်တာပဲလေအကုသိုလ်ကနေလွတ်မြောက်သွားတယ်ဆိုတာကုသိုလ်ဖြစ်အောင်သူတို့ confession လုပ်လိုက်တာနဲ့ဘုရားရှိခိုးဒူးထောက်ပြီးတောင်းပန်လိုက်တာနဲ့အကောင်းဖြစ်သွားတယ်အဲ့ဒီလိုအတွက်ကျင့်သုံးတာလားဒီမေကွန်းတွေကိုမေးတာကဲသူမေးတဲ့မေကွန်းလေးတွေအမှန်တမ်းစိတ်ဝင်စားစရာကောင်းတယ်မေးတာကံတရားတွေနဲ့ပတ်သက်တယ်ဘုန်းကြီးတို့ဘုရားဘာသာဝင်တွေသိတဲ့အတိုင်းလူတွေဟာနေ့စဉ်နဲ့အမျှကြံတွေးကြတယ်ပြောဆိုကြတယ်ကိုယ်ဒီလည်းအောင်လုပ်ကြအဲ့ဒါလို့စိတ်ထဲကတွေးနှုတ်ကပြောလက်တွေလှုပ်တဲ့ဟာတွေဟာဒီလူတွေရဲ့တဏ္ဍာမှာအလုတ်ဆိုတဲ့ကံတရားတွေဖြစ်လာတယ်ပေါ့အဲ့ဒီကံတရားတွေထဲမှာတချို့အလုတ်တချို့ကံတရားကဒိဋ္ဌဓမ္မဝေဒနိယဒီဘဝမှာတင်အကျိုးခံစားရလောက်သူကအခြေအနေပေးတယ်ဒီဘဝတင်ခံစားရတဲ့ကံမျိုးဖြစ်တယ်ပေါ့တချို့ကံကြတော့ဒီဘဝမခံစားရသေးဘူးမကျူးဝမဖြစ်သေးသည့်အတွက်ကြောင့်ဒီဘဝပြီးတဲ့အခြားမဲ့သို့မဟုတ်နောက်ဘဝတွေကျမှခံစားရမယ်ကံမျိုးတဲ့ဒါဆိုကံဆိုတာအမျိုးမျိုးရှိတယ်သူကမြန်မြန်အကျိုးသက်ရောက်တာမျိုးရှိတယ်လို့နှေးနှေးမှအကျိုးသက်ရောက်တာမျိုးရှိတယ်ပေါ့ဒီဘဝလှုပ်တဲ့အလုပ်တွေလည်းတူတူပဲလေဒါကြောင့်မလို့အစိုးရတွေကချမှတ်ကြတယ်မဟုတ်လားရေရှည်ရေတို့စီမံကိန်းဆိုတာလေချက်ချင်းအကျိုးဖြစ်တာရှိတယ်အကြာကြီးနေမှအကျိုးဖြစ်တာရှိတယ်အဲ့တော့မြန်မြန်အကျိုးဖြစ်မဲ့ဟာကြတော့ရေတို့စီမံကိန်းပေါ့ကြာမှအကျိုးဖြစ်မဲ့ဟာကြတော့ရေရှည်ပေါ့တိဏ္ဍစိုက်တာတောင်မှပဲအခုလောလောဆယ်တလားနှစ်လအတွင်းစားရမယ့်တိဏ္ဍရှိတယ်လို့ပဲနှစ်ချီကြာမှစားရမယ့်တိဏ္ဍရှိတယ်လေအဲ့ဒါလိုပဲကိုလှုပ်တဲ့အလုပ်တွေဟာဒီဘဝမှာတင်အကျိုးခံစားရတဲ့ကံဆိုတာရှိတယ်သို့မဟုတ်နောက်ဘဝကြာမှအကျိုးခံစားရတဲ့ကံဆိုတာရှိတယ်အဲ့ဒီနှစ်မျိုးကိုအပြောင်းလဲလှုပ်ချင်လို့ဘာသာတရားကိုလိုက်နာကျင့်သုံးတာလားတဲ့မေးတာဆိုလိုတာကဒီဘဝမှာအကျိုးခံစားရမယ့်ကံကိုနောက်ဘဝကျမှအကျိုးခံစားရမယ့်ကံအဖြစ်ပြောင်းလဲဖို့ရတော်ခြင်းကိုကျင့်ရတာလားဘာသာတရားကိုလိုက်နာကျင့်သုံးတာလားလို့မေးတော့ရှင်သာရိပုတ္တရာမဟုတ်ဘူးတဲ့ဒါမဖြစ်နိုင်မဟုတ်ဘူးဆိုမဖြစ်နိုင်ဘူးလို့ပြောတာနော်အဲ့တော့ဒီဘဝခံစားရမယ့်ကံတရားရဲ့ကံတရားအကျိုးခံစားရမယ့်ကံတရားဟာဒီဘဝမှာခံစားရမှာပဲနောက်ဘဝကျမှအကျိုးခံစားရမယ့်ကံတရားလေနောက်ဘဝမှာအကျိုးခံစားဒီလိုဆိုလို့တာထပ်ပြင်ဒီနေ့စိုက်ပြီးတော့နေ့ပြင်ကအသီးစားခြင်းလို့ရနိုင်ဘူးလေတော့အဲ့ဒါကိုအပြောင်းလဲလုပ်ဖို့ဒီဘာသာတရားကိုလိုက်နာကျင့်သုံးတာလားလို့မေးတဲ့အခါကျတော့ရှင်သာရိပုတ္တရာမဟုတ်ပါဘူးငါရှင်ဒီလိုဖြေတယ်သူကအပြန်အလှန်ပြန်မေးတယ်ဒါဖြင့်နောက်တမလွန်မှအကျိုးခံစားရတဲ့ကံမျိုးကိုတဲ့ဒီဘဝအကျိုးခံစားဖို့ရအောင်ပြောင်းလဲပြစ်ဖို့မြတ်စွာဘုရားထံမှာသို့မဟုတ်မြတ်သောအကျင့်ကိုကျင့်တာလားဘာသာတရားကိုလိုက်နာကျင့်သုံးတာလားလို့မေးတော့တယ်မဟုတ်ဘူးတဲ့ဆိုတော့အတိတ်ကကံတရားတွေကိုပြောင်းလဲလုပ်ချင်လို့ဘာသာတရားတစ်ခုလိုက်နာကျင့်သုံးတယ်ဆိုတာမဖြစ်နိုင်တဲ့အရာတစ်ခုဒီလိုဆိုလို့တယ်နော်ဟောနောက်သူကဆက်မေးတယ်အဲ့ဒီလိုဆိုလို့ရှိရင်တဲ့ဒုက္ခဝေဒနိယကံဒုက္ခဝေဒနိယကံဆိုတာနှစ်မျိုးရှိတယ်ကုသိုလ်ကံဆိုလို့ရှိရင်ချမ်းသာတဲ့အကျိုးကိုပေးတယ်အကုသိုလ်ကံဆိုလို့ရှိရင်ဆင်းရဲတဲ့အကျိုးကိုပေးတယ်အဲ့ဒီတော့ဘာသာတရားကိုလိုက်နာကျင့်သုံးခြင်းဟာချမ်းသာတဲ့အကျိုးပေးတဲ့ကံကိုဆင်းရဲတဲ့အကျိုးကိုပေးတဲ့ကံအဖြစ်ပြောင်းဖို့လုပ်တာလားတဲ့မဟုတ်ဘူးဒါပဲ
ဒါဖြင့်ဒုက္ခဝေဒနိယဆင်းရဲတဲ့အကျိုးကိုခံစားစေတဲ့ကံတရားကိုဒုက္ခဝေဒနိယချမ်းသာတဲ့အကျိုးကိုခံစားနိုင်တဲ့ကံအဖြစ်ပြောင်းလဲဖို့ဘာသာတရားကိုလိုက်နာကျင့်သုံးရတာလားမဟုတ်ဘူး။မဟုတ်ဘူးဆိုတော့မဖြစ်နိုင်ဘူးပြောတာနော်။ဘာလို့လဲဆိုရင်ဒါ the law of nature ပဲလေ။သဘာဝတရားကြီးကိုပြောင်းလဲလုပ်လို့ပဲဖြစ်မလဲ။သဘာဝတရားကြီးကိုပြောင်းလဲလုပ်လို့မရဘူး။အဲ့တော့ဒုက္ခဝေဒနိယကံကိုဒုက္ခဝေဒနိယကံဖြစ်အောင်ဘာသာတရားတခုလိုက်နာကျင့်သုံးတာလည်းမဟုတ်ဘူး။တရားဓမ္မလိုက်နာကျင့်သုံးတာလည်းမဟုတ်ဘူး။ဒုက္ခဝေဒနိယကံကိုဒုက္ခဝေဒနိယဖြစ်ပြောင်းဖို့ဘာသာတရားကိုလိုက်နာကျင့်သုံးတာလည်းမဟုတ်ဘူးဆိုအဲ့တော့မကောင်းတာတွေလုပ်ပြီးတော့ကောင်းတာတွေ confession လုပ်လိုက်ရုံနဲ့မကောင်းတာတွေကကောင်းတဲ့အဖြစ်ပြောင်းသွားနိုင်ပါမလားပြောင်းနိုင်ဘူးတဲ့ဒါဖြင့်ဗုဒ္ဓဘာသာမှာရောဝန်ချတောင်းပန်တာတွေရှိသလားရှိတယ်ဗုဒ္ဓဘာသာဝန်ချတောင်းပန်တာဟာခွင့်လုံးကျွတ်လွတ်တယ်လို့ပြောတာမဟုတ်ဘူးအကုသိုလ်ဆိုတာနှစ်မျိုးရှိတယ်လှုပ်တုံးကဖြစ်သွားတဲ့အကုသိုလ်ကိုအာရမစအကုသိုလ်လှုပ်လို့ဖြစ်တဲ့အကုသိုလ်အဲ့ဒီလှုပ်လို့ဖြစ်ပြီးသားအကုသိုလ်ကိုပြောင်းလို့မရဘူးဘာလို့ဆို what habit done cannot be undone လှုပ်ပြီးသားတခုကိုမလှုပ်ဘူးလို့ပြောလို့ရပါမလားပြီးသွားပြီလေပြန်ယူလို့လည်းမရဘူးလေအကိစ္စတခုပဲဖြစ်ဖြစ်ပြောပြီးသားပြောပြီးသားဖြစ်သွားပြီလှုပ်ပြီးသားလှုပ်ပြီးသားဖြစ်သွားပြီအဲ့တော့အဲ့ဒါလို့လှုပ်ပြီးသားကိုမလှုပ်သေးဘူးလို့ပြန်ပြီးတော့ပြောလို့မရတဲ့ဟာပေါ့ဒါဖြင့်ဗုဒ္ဓဘာသာတွေကဒီဝန်ချတောင်းပန်တာခြေတယ်ဆိုတာဘယ်အဓိပ္ပာယ်လဲလို့ဆိုတဲ့အခါငါအမှားလုံးမိပြီလို့ဆိုပြီးတော့စိတ်ထဲမှာတအုံနှွေးနှွေးနဲ့စိတ်မကောင်းဖြစ်နေတဲ့ဖြစ်နေခြင်းကြောင့်အကုသိုလ်တွေကတိုးတိုးလာတယ်အဲ့ဒါကိုတားတာဆိုလိုတာကတော့အတိုးကိုရက်ခိုင်းတာပေါ့ဒါပါပဲအရင်ကိုဖြုတ်တာမဟုတ်ဘူးအတိုးရက်ခိုင်းတာအတိုးရတာမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ငွေချီအတိုးရရင်ရတယ်ကြမ်းလားတချို့ကြအတိုးတော့အရင်တောင်လျှော်ပေးသေးတာရှိသေးတာပဲနော်ဒီမှာတော့ကံကြတော့အရင်အကုန်လျှော်လို့တော့မရဘူးလျှော်လို့ရတဲ့နည်းတော့ရှိတယ်အရတ္တမဲ့အရတ္တဖို့ရသွားရင်တော့အရင်မှလျှော်လို့ရသွားတယ်အဲ့ဒီအဆင့်ရောက်မှလျှော်လို့ရမှာပဲရှင်အင်္ဂုလိမာလာကြီးလူပေါင်းများစွာတတ်လာခဲ့တာအရတ္တမဲ့ရတဲ့အခါကျတော့အဲ့ဒီအကုသိုလ်တွေဟာနောက်ဘဝအကျိုးပေးဖို့ကိလေသာအဖော်မရှိတော့ဘူးမရှိသည့်အတွက်ကြောင့်သူကအရင်မှလျှော်ပေးလိုက်တာပဲဒါအဲ့ဒါကိုဓမ္မပဒမှာဘယ်လိုဟောထားတော့သူယတ္တပါပံကတံကမ္မံကုသလေနပိဋိယတိသူလှုပ်ထားတဲ့အကုသိုလ်တွေကိုအကုသိုလ်တွေမှန်သမျှကိုကုသိုလ်နဲ့ပိတ်ပလိုက်တယ်ဟောအကုသိုလ်လည်းပိတ်လိုက်ရတာပဲပေါ့အဲ့တော့ပိတ်တယ်ဆိုတဲ့နေရာမှာအင်အားရှိတာနဲ့ပိတ်မှရတာနော်တာမန်လေးနဲ့သွားပိတ်ရင်တော့ပွင့်ထွက်သွားမှာပဲမရဘူးအဲ့တော့ကုသိုလ်တွေအကုသိုလ်တွေအားလုံးကိုအရတ္တမဲ့ကုသိုလ်ကမှပိတ်ပြီးလို့ရတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ဒါဓမ္မပဒမှာဖတ်ကြည့်အဲ့ဒီခါထားပါယတ္တပပံကတံကမ္မံကုသလေနပိဋိယတိလောက်ထားတဲ့အကုသိုလ်တွေကိုတဲ့ကုသိုလ်တရားနဲ့ပိတ်တယ်ဆိုတာအဲ့ဒီကုသိုလ်ကဘယ်ကုသိုလ်တုံးလို့ဆိုတော့အထက်ကတာကအရတ္တမဲ့ကုသိုလ်ပါတဲ့တာမန်ကုသိုလ်နဲ့ပိတ်လို့မရပါဘူးအရတ္တမဲ့ကုသိုလ်ကမှကံတရားတွေကိုဖယ်တာမဟုတ်ဘူးကိလေသာတွေကိုဖယ်လိုက်တာကိလေသာတွေကိုဖယ်လိုက်တဲ့ဖြင့်ကံတရားတွေဟာအကျိုးပေးနိုင်ခွင့်မရှိတော့ရေနဲ့မတွေ့အောင်ထားတဲ့မျိုးစေ့လေးတစ်ခုဘယ်လိုလုပ်ပြီးတော့ပင်ပေါက်မပေါက်ဘူးမျိုးစေ့လေးကိုဖြတ်စည်းလိုက်တယ်လို့ပဲသူကကုသိုလ်စွမ်းအားနဲ့ဖြတ်စည်းပြစ်လိုက်တာဒီလိုဆိုလိုတာပေါ့နော်အဲ့တော့ဒီလိုကံတရားတွေကိုအပြောင်းလဲလုပ်ဖို့မြတ်စွာဘုရားထံကျင့်သုံးတာလားလို့ဆိုမဟုတ်ဘူးအဲ့တော့ဘုရားဘာသာတွေကဒီတောင်းပြီးတော့ဒီဝန်ချတောင်းမှန်တယ်ဆိုတာဟာခုနကတိုးလာမဲ့အကုသိုလ်တွေဒါကိုဝိပတိတာရသအကုသိုလ်လို့ခေါ်တယ်ဝိပတိတာရဆိုတာနှလုံးမသားမယာဖြစ်နေခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အကုသိုလ်တရားတွေမဖြစ်အောင်တားတာအာရမသကိုတားတာမဟုတ်ဘူးဝိပတိတာရသကိုတားတာဟိုဟာကိုတားတယ်ဆိုတာအဓိပ္ပာယ်လည်းမရှိဘူးဘာလို့လဲဆိုလုပ်ပြီးသားဖြစ်နေပြီလုပ်ပြီးသားပြန်ဖြတ်လို့မရဘူးเนาะဒီအဓိပ္ပာယ်ကိုဆိုလိုတယ်အဲ့တော့ဒီမှာဒုက္ခဝေဒနိယချမ်းသာတဲ့အကျိုးပေးတဲ့ကံတရားကိုဆင်းရဲတဲ့အကျိုးပေးတဲ့ကံတရားအဖြစ်ပြောင်းလဲဖို့ဘာသာတရားကိုလိုက်နာတာလားဆိုလည်းမဟုတ်ဘူးဆင်းရဲတဲ့အကျိုးပေးတဲ့ကံတရားကိုချမ်းသာတဲ့အကျိုးပေးတဲ့ကံတရားအဖြစ်ပြောင်းလဲဖို့ဒီမြတ်ဘာသာတရားကိုလိုက်နာကျင့်သုံးတာလားဆိုတော့လည်းမဟုတ်ဘူးတဲ့ဒီအဖြစ်ကိုဖြေတယ်နောက်ထပ်တစ်စုံကဘာလဲလို့ဆိုရင်ပရိပက္ခဝေဒနိယတဲ့အပရိပက္ခဝေဒနိယပရိပက္ခဆိုတာရင့်ကျက်
ရင့်ကျက်ပြီးလားကံတရားရင့်ကျက်ပြီးလို့အကျိုးပေးတော့မဲ့ကံတရားအပရိပက္ခဝေဒနိယဆိုတာမရင့်ကျက်သေးလို့အကျိုးမပေးတဲ့ကံတရားအဲ့ဒီနှစ်ခုကိုအပြောင်းလဲလုပ်ဖို့ဘာသာတရားကိုကျင့်သုံးတာလားတဲ့ရင့်ကျက်ပြီးတဲ့ကံတရားကိုမရင့်ကျက်သေးတဲ့ကံအဖြစ်ပြောင်းလဲဖို့လားမရင့်ကျက်သေးတဲ့ကံတရားကိုရင့်ကျက်တဲ့ကံအဖြစ်ပြောင်းလဲဖို့ဘာသာတရားကျင့်သုံးရတာလားလို့ဆိုရှင်သာရိပုတ္တရာမဟုတ်ဘူးငါရှင်အဲ့ဒါအတွက်ကျင့်သုံးတာလည်းမဟုတ်ဘူးတဲ့ဟောနောက်တစ်ခုကဘဟုဝေဒနိယနဲ့အပ္ပဝေဒနိယတချို့ကံကအကျိုးတွေအများကြီးခံစားရတချို့ကံကအကျိုးနည်းနည်းလေးပဲခံစားရကံတရားအကျိုးထုတ်လို့ပုံချင်းမတူဘူးပေါ့အဲ့တော့ဘဟုဝေဒနိယလို့ဆိုတဲ့အကျိုးတရားတွေကိုများစွာခံစားရတဲ့ကံတရားကိုအပ္ပဝေဒနိယအကျိုးနည်းနည်းလေးခံစားရတဲ့ကံအဖြစ်ပြောင်းလဲဖို့ဘာသာတရားကိုလိုက်နာကျင့်သုံးတာလားမဟုတ်ဘူးလေဒါအပ္ပဝေဒနိယအကျိုးနည်းနည်းလေးခံစားရတဲ့ကံတရားကိုဘဟုဝေဒနိယအကျိုးတရားတွေအများကြီးခံစားရတဲ့ကံတရားအဖြစ်ပြောင်းလဲဖို့ညတော်ခြင်းကိုကျင့်တာလားဘာသာတရားကိုလိုက်နာကျင့်သုံးတာလားဆိုဒါလည်းမဟုတ်ဘူးတဲ့ဟောနောက်တစ်ခုသစုံမေးတာဝေဒနိယနဲ့အဝေဒနိယဝေဒနိယဆိုတာ general point နဲ့ပြောတာအကျိုးပေးမဲ့ကံနဲ့အကျိုးမပေးတဲ့ကံပေါ့နော်ဝေဒနိယဆိုတာအကျိုးတရားကိုခံစားစေတတ်တဲ့ဖြစ်ပေါ်စေတတ်တဲ့ကံတရားမျိုးအဝေဒနိယဆိုတာအကျိုးမပေးတဲ့ကံတရားမျိုးဟောဒီကံဖြစ်သွားတာမျိုးလို့ဟာမျိုးအဲ့တော့ဝေဒနိယအကျိုးပေးအကျိုးကိုခံစားစေတတ်တဲ့ကံတရားမျိုးကိုအဝေဒနိယအကျိုးမပေးတဲ့ကံတရားအဖြစ်ပြောင်းလဲဖို့ညတော်ခြင်းကိုကျင့်ရတာလားဘာသာတရားကိုလိုက်နာခြင်းတော့ဆိုမဟုတ်တာတွေအကုန်လုပ်ပြီးတဲ့အခါကျတော့ဒီကံတွေကလုံးဝအကျိုးမပေးတော့ဘူးဆိုဖြစ်နိုင်မှာမလားဖြစ်နိုင်ဘူးလေမဟုတ်တာလုပ်ထားလို့ရှိရင်ဝေဒနိယကံမှာဖြစ်နေပြီအကျိုးပေးနိုင်တဲ့ကံဖြစ်နေပြီအဲ့ဒီအကျိုးပေးနိုင်တဲ့ကံတွေကိုအကျိုးမပေးရအောင်ပြောင်းလဲပစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးဘယ်တကူရှင်ကမှလုံးလို့မရတဲ့ကိစ္စတခုပေါ့နော်အေးအဲ့ဒါလို့မေးခွန်းတွေကိုအပြန်အလှန်မေးလိုက်တာမေးခွန်း10မျိုးဖြစ်သွားတယ်ပြန်ပြီးတော့မှတ်သားဖို့ရကဒိဋ္ဌဓမ္မဝေဒနိယနဲ့သံပရာယိကဝေဒနိယဆိုတာအပြောင်းလဲလုပ်ထားလားဒုက္ခဝေဒနိယနဲ့ဒုက္ခဝေဒနိယအပြောင်းလဲလုပ်ချင်တာလားပရိပက္ခဝေဒနိယနဲ့အပရိပက္ခဝေဒနိယအပြောင်းလဲလုပ်ထားလားဘဟုဝေဒနိယနဲ့အပ္ပဝေဒနိယအပြောင်းလဲလုပ်ဖို့ဘာသာတရားကိုကျင့်သုံးတာလားဝေဒနိယနဲ့အဝေဒနိယကံတစ်ခုကိုပြောင်းလဲလုပ်ဖို့ဘာသာတရားကိုကျင့်သုံးလို့တာလားလို့၅မျိုးမေခွန်း10ဖို့အပြန်အလှန်မေးလိုက်တဲ့အခါမေခွန်း10ဖို့အဲ့ဒီမေခွန်း10ဖို့တွေဟာအကုန်လုံးအဖြေက no ပဲထွက်လာတယ်မဟုတ်ဘူးအဖြေမရဘူးဟုတ်ကဲ့ဒါဖြင့်ဘာအတွက်ကျင့်သုံးတာလဲအရှင်ဘုရားကအကုန်လုံး no ကြီးပဲဖြေလိုက်တယ်ဒါဖြင့်အဖြေမထွက်လာတော့ဘာအတွက်ဘာသာတရားကိုလိုက်နာကျင့်သုံးတာပဲဆိုမေခွန်းတစ်ခုထပ်တက်လာတယ်နော်အထကိမထံအာဝုသောဘဂဝတိဓမ္မစရိယဟောတတိဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဘာသာတရားကိုလိုက်နာကျင့်သုံးတာဒါဖြင့်ဘာအတွက်လိုက်နာကျင့်သုံးတာတော့ဆိုအမှန်တမ်းရှင်းတယ်ဟောထားတာလေကအမှန်တမ်းရှင်းတယ်ဘာတော့ဆိုလို့ရှိရင်သူကတန်တရားမှာဘယ်တော့မှမသိခဲ့ဘူးတဲ့ဘယ်တော့မှအသိဉာဏ်နဲ့မမြင်ခဲ့ဘူးတဲ့ဘယ်တော့မှကိုယ်တိုင်ကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမရောက်လာဘူးတဲ့ဘယ်တော့မှမျက်မှောက်မပြုတ်ခဲ့ဘူးတဲ့ဘယ်တော့မှကိုယ်အသိစိတ်ထဲမှာပေါ်မလာဘူးတဲ့အကြောင်းအရာတစ်ခုကိုတဲ့သိဖို့မြင်ဖို့ရောက်ရှိလာဖို့မျက်မှောက်ပြုဖို့နော်ထိုးတွင်သိနိုင်ဖို့ဘာသာတရားဆိုတာကျင့်သုံးရတယ်ဆိုလိုတာကမသိတာတွေသိဖို့ဘာသာတရားကျင့်သုံးတယ်လို့ဒီလိုပြောတာနော်မသိသေးတာတွေသိဖို့အတွက်ဘာသာတရားကျင့်သုံးတယ်တဲ့ဒီလိုဖြေတာဘယ်တော့မှမသိခဲ့ရဘူးတဲ့ဘယ်တော့မှမမြင်ခဲ့ရဘူးတဲ့ဘယ်တော့မှမျက်မှောက်မပြုတ်ခဲ့ရဘူးတဲ့တရားဓမ္မတွေကိုသိဖို့မြင်ဖို့မျက်မှောက်ပြုဖို့အဲ့တော့သူအမှန်တမ်းထူးဆန်းတဲ့အသိဉာဏ်တွေရဖို့အတွက်လို့ဆိုတာမြတ်စွာဘုရားကကြည့်အမြဲတမ်းအသိဉာဏ်ကိုဦးစားပေးတာလေဘုရားလို့ဆိုတာကသိသူလို့အဓိပ္ပာယ်ရတယ်ဗုဒ္ဓဆိုတာသိသူလို့အဓိပ္ပာယ်ရတယ်ဟောအဲ့တော့မသိသေးတာသိအောင်လုပ်တယ်အဲ့တော့ဘာသာတရားကိုလိုက်နာကျင့်သုံးတယ်ဆိုတာခုနကအခြေအနေတွေကိုပြောင်းပြဖို့မှမဟုတ်တာမဟုတ်ဘူးသို့တော့ဒီကနေ့ခေတ်ပုဂ္ဂိုလ်တွေကအခြေအနေတွေကိုပြောင်းပြဖို့တွေလုပ်နေကြဖြစ်နိုင်မဖြစ်နိုင်ကိုယ့်အကိုစဉ်းစားကြည့်လှုပ်ရှားတာတွေလုပ်ပြီးတဲ့အခါမှာ
ပြောင်းပြစ်မယ်ဘယ်ရမလဲမရဘူးမရနိုင်တဲ့အရာကိုရတယ်လို့ထင်နေလို့ရှိရင်ဒါမှားရင်းတဲ့အမြင်တစ်ခုပဲမှားရင်းတဲ့အမြင်အတိုင်းဆက်လုပ်နေလို့ရှိရင်ဒါမှားရင်းတဲ့အမြင်ကိုမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်မှားရင်းတဲ့အမြင်တစ်ခုကိုလက်ခံထားတဲ့ပုဂ္ဂိုလ်ရဲ့ destination ကငရဲနဲ့တိရစ္ဆာန်ပဲဒီလိုဆိုလိုတာနော်အဲ့တော့ရှင်သာရိပုတ္တရာကဖြေတယ်ဘာအတွက်ဘာသာတရားကိုလိုက်နာကျင့်သုံးတာလို့ဆိုမသိသေးတာကိုသိဖို့မမြင်သေးတာကိုမြင်ဖို့မျက်မှောက်မပြုတ်နိုင်သေးတာကိုယ်တွေ့မရသေးတာကိုရဖို့ချစ်နာတဲ့ဒါဖြင့်အရှင်ဘုရားမသိသေးတာမမြင်သေးတာမျက်မှောက်မပြုတ်နိုင်သေးတာတွေကဘာတွေတုံးဘုရားလို့မေးเสียရှိလာတဲ့အခါကျတော့ဖြေတယ်ဟောတာဟာဒုက္ခပဲဒါကဒုက္ခဖြစ်ကြောင်းတရားပဲဒါကဒုက္ခတွေချုပ်ငြိမ်းသွားတဲ့အရာပဲဒါကဒုက္ခတွေချုပ်ငြိမ်းမှုရာအတွက်အကျင့်လမ်းမှန်ပဲလို့သစ္စာတရားကိုသိဖို့လို့ဒီလိုဆိုလိုတာပဲအဲ့တော့သစ္စာတရားမသိသေးတဲ့ညကာလပတ်လုံးတန်တရားထဲမှာလဲနေမှာပဲသစ္စာတရားကိုသိပြီဆိုတဲ့အခါကျတော့ခုနကပြောတာတွေဟာအလိုလိုလွတ်မြောက်တာကြည့်ရှင်ကုလိမာလာသူကံတရားကိုပြောင်းတာမဟုတ်ဘူးသူသိအောင်လုပ်လိုက်တယ်သိအောင်လုပ်လိုက်လို့ရှိရင်ခုနကိစ္စတွေအလိုလိုပြီးသွားတယ်ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့သစ္စာတရားကိုမသိသေးတဲ့ညကာလပတ်လုံးတန်တရားထဲမှာလဲနေအောင်ပါပဲအဲ့ဒီတန်တရားထဲမှာလဲပြီးတော့တဝဲလဲလဲနဲ့ဒုက္ခရောက်နေမဲ့အနေအထားတွေကလွတ်မြောက်ဖို့အတွက်ဒါဟာဒုက္ခပဲဒါကဒုက္ခဖြစ်ခြင်းအကြောင်းတရားပဲဒါကဒုက္ခရဲ့ချုပ်ငြိမ်းရာဖြစ်တယ်ဒါကဒုက္ခချုပ်ငြိမ်းရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ပฏิပဒါဖြစ်တယ်လို့ဒါကိုသိဖို့ဒါကိုမြင်ဖို့ဒါကိုမျက်မှောက်ပြုနိုင်ဖို့ဘာသာတရားရှင်းသုံးမှုလုပ်ကြရတယ်အဲ့တော့ဘုန်းကြီးတို့တွေဘုရားဘာသာတွေတရားကျင့်တယ်ဥပုသ်ဆောင်တာပဲဖြစ်ဖြစ်နော်တမာတိကျင့်စဉ်ကိုကျင့်တာပဲဖြစ်ဖြစ်ဝိပဿနာကျင့်စဉ်ကိုပဲကျင့်တာပဲဖြစ်ဖြစ်ဘာအတွက်လှုပ်တာလဲဆိုအမှန်တရားကိုသိဖို့လှုပ်တာအဲ့ဒီအမှန်တရားဆိုတဲ့အထဲမှာဒုက္ခនិရောဓဆိုတာနိဗ္ဗာန်ပဲအဲ့တော့နိဗ္ဗာန်ကိုတွေ့မြင်မှဒုက္ခသမုဒယဆိုတဲ့တဏှာကိုဖယ်နိုင်တာဒုက္ခသမုဒယတဏှာကိုဖယ်မှဒုက္ခဆိုတာကိုရပ်ဆိုင်လို့ရမှာအဲ့ဒီအခြေအနေတွေရောက်ဖို့ရအတွက်ဒုက္ခនិရောဓဂามိနိပฏิပဒါလို့ဆိုတဲ့မက္ခကိုဘုဒ္ဓနာမှာထူထောင်ရမှာဟောမြတ်စွာဘုရားအကောင်လုံးကွင်းဆက်တယ်သစ္စာ၄ပါးဆိုတာ meditation ဒီ Buddhist practice တခုကိုအချင်းပြောလိုက်တဲ့စကားတခုအချင်းဆုံးနည်းနဲ့ပြောလိုက်တာ Buddhist practice ပဲအဲ့တော့ဘုရားဘာသာတရားဟာဘာလို့မှလဲလို့ဆိုရင်ဒုက္ခនិရောဓဂามိနိပฏิပဒါကိုကျင့်ဒုက္ခនិရောဓဂามိနိပฏิပဒါဆိုတာဘာလဲလို့မေးမယ်ဆိုရင်မဂ္ဂင်၈ပါးမေဇိမပฏิပဒါပဲအဲ့တော့မေဇိမပฏิပဒါဆိုတာဘေးကိုသွားရှာရမှာမဟုတ်ဘူးဘာလဲဆိုရင်သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာစီဝသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့မဂ္ဂင်၈ပါးအကျင့်တရားပဲအဲ့ဒီမဂ္ဂင်၈ပါးကိုမိမိရဲ့တဏ္ဍာမှာထူထောင်ပေးတာထူထောင်နေတဲ့အချိန်ကိုပုပ္ပဘာကမဲ့လို့ခေါ်တယ်ပုပ္ပဘာကမဲ့ဆိုတာဒီလောကုတ္တရာမဲ့မရခင်ရှေ့ပိုင်းမှာဖြစ်နေတာမဲ့နဲ့ပြောတာဒီရှိခုကိုပေါင်းပြောတဲ့တကားမဲ့ဆိုတာအပေါင်းရဲ့နာမည် unity နော် unity of eight factor unity ကိုမက္ခလို့ခေါ်တာဒီနေရာဘာဖြစ်လို့မက္ခလို့ခေါ်တာတုံးလို့ဆိုတော့အထက်ကရာဆရာကြီးတွေဖွင့်ပြတာသိပြီးတော့သမာဝါကြသမဝဝိနောဒနေအထက်ကရာမှာ၃မျိုးဖွင့်ထားတယ်အဲ့ဒီ၃မျိုးဟာမစဉ်းစားတတ်ရင်မသိဘူးစဉ်းစားတတ်လို့ရှိရင်အလုံးကိုဟိုချီးကျူးလို့မကုန်နိုင်လောက်အောင်သဘာဝကိုဖော်ဆောင်ပြီးတော့ပေးတဲ့ definition တစ်ခုပဲမက္ခရဲ့အဓိပ္ပာယ်ကိုပထမဘာနဲ့ပြောလဲလို့ဆိုနိဗ္ဗာန်တ္ထိကေဟိမက္ခိယတိတိမက္ခောတဲ့မက္ခဆိုတာတဲ့နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်ကြီးရှာရမယ့်တရားတဲ့ဒါဘိက္ခဏတွေအတွက်ပြောလိုက်တာလေမင်းတို့နိဗ္ဗာန်ရခြင်းဘာလို့အောင်မလဲဟောဒီမက္ခေ၈ပါးဒီ၈ခုကိုရှာလို့ပြောတာနော်ဒါဖြင့်ကဲရှာပြီးနိဗ္ဗာန်ကိုဘယ်သူကရှာပေးမှလို့ဆိုနိဗ္ဗာန်မက္ကတိကဝိတတိတိမက္ခောတဲ့သူ့ဘာသူရှာသွားလိုက်မယ်ဟောဒါဒုတိယ definition ပေးတာနောက်တစ်ခါ definition တစ်ခုပေးတာသူကသူရှာသွားတာဘယ်လိုရှာတာတော့ဆိုကိလေသာမာရင်တော့နိဗ္ဗာန်ကိစ္စတိတိမက္ခောကိလေသာတွေကိုဖယ်ရှားပြစ်ပြီးတော့နိဗ္ဗာန်နဲ့ပြည့်ဝင်သွားတာတဲ့ဟောနိဗ္ဗာန်ကိုတွေ့အောင်သူပဲဒါကြောင့်မို့လို့မက္ခဆိုတဲ့နာမည်ပေးထားတာတဲ့နော်မက္ခဆိုတဲ့အဓိပ္ပာယ်ရဲ့စကားလုံးကိုအဓိပ္ပာယ်၃မျိုးမှတ်ရမယ်နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်ကြီးရှာရတဲ့အရာနိဗ္ဗာန်ကိုရှာပေးတတ်တဲ့အရာ
ကိလေသာတွေကိုဖယ်ရှားပြီးတော့နိဗ္ဗာန်ထဲကိုဝင်ရောက်တဲ့အရာလို့အဲ့ဒါဟာဘယ်သူတွေလဲလို့ဆိုလို့ရှိရင်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာစတယ်ဒီမဂ္ဂင်၈ပါးပဲအဲ့ဒီမဂ္ဂင်၈ပါးဟာပုပ္ပပါကလို့ဆိုတဲ့ဝိပဿနာဉာဏ်အခိုက်မှာဆိုလို့ရှိရင်တခါတရံကျတော့တမ္မာဒိဋ္ဌိကရှေ့သွားတယ်တခါတရံကျတော့နော်တမ္မာသမာဓိတို့တမ္မာဝါယာမတို့တမ္မာတတိတို့ကဥဆောင်နေတယ်ဒီလိုတစ်ခုစီတစ်ခုစီသွားအဲ့ဒါတွေကအကုန်လုံးစွန့်အင်တတ္တိဟာတပြေးညီဖြစ်သွားပြီသူ့အလုပ်ကိုသူတညီတဲ့တပြေးတဲ့လှုပ်သွားပြီတစ်ခုတည်းကဲ့သို့ဖြစ်သွားပြီဆိုလို့ရှိရင်ဒါတော့ကုတ်တရမဲ့ဖြစ်သွားတယ်မညီသေးဘူးတစားထောင်တစားရောတစားထောင်ဖြစ်နေသေးတယ်ဆိုရင်ဒါဝိပဿနာအဆင့်မရှိဝိပဿနာအဆင့်မဲ့ကပုပ္ပဘာကမဲ့လို့ခေါ်တယ်အဲ့ဒီပုပ္ပဘာကမဲ့ကအဆင့်မြင့်လာလို့တစားထောင်တစားလျော့မရှိတော့ပဲနဲ့တညီတဲ့စွမ်းဆောင်မှုပြီးသွားပြီဆိုတဲ့အခါကျတော့လောကုတ္တရာမဲ့ခဖြစ်သွားရောအဲ့ဒီလောကုတ္တရာမဲ့ခဖြစ်သွားပြီဆိုတဲ့အခါမှာဆံရကိလေသာတွေကိုဖယ်ပလိုက်တာဆံရကိလေသာတွေကိုဖယ်တဲ့အခါနိဗ္ဗာန်ကိုလည်းပဲမျက်မှောက်ပြုပြီးတော့သိလိုက်တယ်နိဗ္ဗာန်ကိုအာရုံပြုပြီးတော့ဆံရကိလေသာတွေကိုဖယ်ရှားပြစ်လိုက်လို့အမှန်တရားကိုသိခြင်းကိစ္စအဲ့ဒီမှာအဆုံးသတ်သွားတယ်ပေါ့အဲ့တော့ဘာသာတရားကိုလိုက်နာကျင့်သုံးတယ်ဆိုတာအဲ့ဒီအသိဉာဏ်တွေရအောင်ကျင့်သုံးတာတမ္မာအပြင်ပြောမယ်ဆိုလို့ရှိရင်တော့ဘာသာတရားကဘာလို့ကျင့်သုံးကြတာတော့ဆိုနိဗ္ဗာန်ရခြင်းလို့ဖြေကောင်းဖြစ်တယ်ဗုဒ္ဓဘာသာတွေအနေနဲ့အခုရှင်သာရိပုတ္တရာမထေရဖြေထားတဲ့အဖြေအလုံးပြည့်စုံတဲ့အဖြေနော်အေးဘယ်တော့မှမသိသေးတာတွေသိဖို့ဘယ်တော့မှမမြင်ခဲ့တာတွေမြင်ဖို့ဘယ်တော့မှမရခဲ့သေးတာမျက်မှောက်မပြုခဲ့သေးတာတွေရဖို့မျက်မှောက်ပြုဖို့ဒါဖြင့်ဘယ်တော့မှမမြင်ခဲ့သေးတာတွေမရသေးတာတွေဆိုတာဘာတော့ဆိုသစ္စာတွေပါတန်တရားမှာဒါမသိခဲ့လို့ဘုန်းကြီးတို့တွေတန်တရားထဲမှာလဲနေတာကိုမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲသစ္စာလေးပါးကိုမသိလို့တန်တရားလဲခဲ့တာတဲ့ငါလည်းတန်တရားလဲခဲ့ရတယ်မင်းတို့လည်းတန်တရားလဲခဲ့ရတယ်အခုသစ္စာလေးပါးကိုသိသွားပြီသိသွားတာနဲ့တပြိုင်နက်တန်တရားလဲခြင်းအကြောင်းတွေကုန်ဖယ်ရှားပြီးသွားပြီဒီလိုဆိုလိုတာနော်အေးဒါကြောင့်မို့လို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းလို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်တွေပိဋကတ်သုံးပုံထဲမှာတကယ်အစီအနှစ်အနေနဲ့မြန်မာပြည်မှာရှိနေတော့မှာမှန်ကန်နဲ့ဒီတရားတွေကိုလေးလာတိုင်းစားကြမယ်သိရှိအောင်ကြိုးစားကြမယ်ဆိုရင်အများကြီးသိရှိနိုင်ပါတယ်ဘုရားတရားတော်တွေကမြန်မာပြည်မှာပြည့်ပြည့်ဝဝတည်ရှိထွန်းကားနေစေပဲဖြစ်တယ်ဒီတရားတော်တွေမြန်မာပြည်ရောက်လာအောင်တည်ဆောင်လာခဲ့ကြတဲ့ဘုန်းကြီးတို့တွေရဲ့ခြေဆုရှင်တွေရှင်ရဟန်းစတဲ့ယဟန်တော်ရှင်မြတ်ကြီးတွေပဲဖြစ်တယ်တန်ဃာတွေဟာတည်ဆောင်လာပြီးတော့စင်ဆက်မပြတ်ပို့ချပေးခဲ့လို့ဒါနဲ့ဒီတရားတွေရဲ့အဓိပ္ပာယ်ကိုသိနိုင်ခွင့်ရတယ်အကယ်၍စာအုပ်တွေသာတဲလာပြီးတော့ဗီဒီယိုတွေထည့်ပစ်ခဲ့မယ်ဆိုလို့ရှိရင်ဘယ်သူမှသိမှာမဟုတ်ဘူးအဲ့တော့စာအုပ်ရှိပြီးသင်ဖို့လည်းလိုတယ်အခုလိုသင်ယူပို့ချမှုတွေနဲ့အခုဒီကနေ့ခေတ်မြန်မာနိုင်ငံမှာပရိယတ္တိစာသင်နိုင်ကြီးတွေထူထောင်ပြီးတော့စာသင်နေကြတယ်ပို့ချပေးနေကြတယ်အဲ့ဒါလိုလုပ်နေတာဟာဒီသာသနာတော်တည်ထံရေးအတွက်သာသနာတော်ထွန်းကားရေးအတွက်လှုပ်နေကြတာဆိုတာဘုန်းကြီးတို့သဘောပေါက်ဖို့လိုအပ်တာပေါ့ဒါကြောင့်မို့စာပေကျမ်းဂန်တွေထဲမှာပရိယတ္တိယထိတာယသာသနာထိတံသင်ယူမှုရှိနေသမျှကာလပတ်လုံးသာသနာရှိတယ်အဲ့တော့သင်ယူတယ်ဆိုတဲ့အခါမှာတရားဓမ္မတွေကတို့နဲ့မဆိုင်ဘူးလို့မအောင်မိနေနဲ့ကိုယ်လည်းတစ်ပိုင်းတစ်နိုင်သင်ရမှာပဲဖြစ်တယ်ဟုတ်ဘုရားဟောတဲ့တရားတွေကိုကိုယ်တိုင်သိအောင်သင်ဖို့လိုအပ်တယ်အဲ့ဒါမို့ဆိုရင်သူများပြောတာငေးမောပြီးတော့ဟိုဟာပြောရင်ဟုံလုံးလို့ဒီကပြောရင်ဟုံလုံးလို့ဟိုတရားနာဟုံလုံးလို့ဒီတရားနာဟုံလုံးလို့နဲ့ဒီလိုဟုံလုံးလို့တဲ့ကနေထွက်လာမှာမဟုတ်တော့ဟုတ်အဲ့တော့ကိုယ်တိုင်သိနိုင်ခွင့်ရှိပါလေရဲ့နဲ့မသိနိုင်ဘူးဆိုလို့ရှိရင်မသိဘူးဆိုလို့ရှိရင်ကိုယ့်အတွက်မှာဒါအမြဲတမ်းတို့ဟာလိဟင်းနေတာပဲလို့ဒီလိုသဘောကျပြီဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်တွေကိုအနှစ်သာရချုပ်တို့တွေအမှန်သိအောင်ကြိုးစားအထောက်တင်နေဘာသာတရားလိုက်နာကျင့်သုံးခြင်းရဲ့ရည်ရွယ်ချက်အစစ်မှန်ဟာမသိသေးတာတွေသိဖို့အမှန်တရားတွေကိုသိဖို့ကျင့်သုံးခြင်းဘာသာတရားတိုင်းလိုက်နာခြင်းတာဖြစ်တယ်ကံတရားတွေကိုအပြောင်းအလဲလုပ်ဖို့ဘာသာတရားကိုလိုက်နာတာမဟုတ်ဘူးဆိုတဲ့ရှင်သာရိပုတ္တရာရဲ့အဖြေရှင်မဂုတ္တိကတို့ရဲ့အမေးကိုနာယူမှတ်သားလို့အဖြေတရားအတိုင်းဘုန်းကြီးတို့တွေအသိဉာဏ်ရအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่า
မ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဟောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်ပြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရအခြင်းကြောင့်တဗေတံကျွမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြန်ဖြူစင်အေးကြည်လင်းသည့်ရေစင်ကြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်သာစင်ထာဝရအိမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်လေဒုက္ခန္တကလေအောင်လေးတဲ့ရောရှက်သင်ပြပီတိတည်ဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့တွေကြိုင်လိုက်၍နေကြပါစေကုန်တည်း